ယောက်ျားတစ်ယောက်ရဲ့နှုတ်ဆက်လန်ခွဲခြင်းယောက်ျားတစ်ယောက်ရဲ့လက်လွတ်ရခြင်းဟာမိန်းမတွေထပ်ပိုပြီးနှက်ဆိုင်တတ်ပါတယ်လန်ခွဲပြီးနောက်စိတ်ဓာတ်တွေအောက်ဆုံးထိပြိုလဲသွားတဲ့ယောက်ျားတစ်ယောက်ကိုတင်မြင်ဘူးရင်ဒါကိုနားလည်ပါလိမ့်မယ်သူတို့ဟာတိတ်တဆိတ်ထွက်ခွာသွားတာမျိုးမဟုတ်ပဲဝုန်းတိုင်းကျဲပြိုလဲသွားတာမျိုးပါအခြေအနေတွေပြောင်းလဲမှာမဟုတ်မှန်းတိတိကြီးနဲ့တောင်သူဟာတင့်ကိုအနားမှာရှိနေပေးဖို့အတင်းအမှာတောင်းပန်နေမိပါလိမ့်မယ်ဒါဟာသူအားနည်းလို့မဟုတ်ပါဘူးတင့်မရှိတဲ့ဘဝကိုသူစိတ်ကူးနဲ့တောင်မကြည့်ရလို့ပါနေ့ဘက်မှာတော့အလုပ်တွေတဲ့စိတ်နှစ်ထားရင်ပြုံးရွှင်နေပုံပေါက်နေတတ်ပေမဲ့ညစ်တဲ့အခါမှာတော့တင့်စီကစာဟောင်းတွေကိုပြန်ဖက်ရင်းခေါင်းကိုဖက်ပြီးတိတ်တဆိတ်ငိုကြွေးနေတတ်ပါတယ်ယောက်ျားတွေဟာတမန်ရမယ်ခံစားချက်ကိုမျိုးသိရမယ်လို့တင် जा ခံထားရတာကြောင့်သူဟာဒီနာကျင်မှုကိုတယောက်တည်းကြိတ်ခံစားနေရတာပါဘေးနာကတငယ်ချင်းတွေကစနောက်ပြီးအာယုံပြောင်းပေးကြပေမဲ့သူ့ရင်ထဲကတိုက်ပွဲကိုတော့ဘယ်သူမှမမြင်နိုင်ကြပါဘူးသူဟာဒီနာကျင်မှုကိုအန်ကျိတ်ခံရင်တနေ့မှာတော့ဖုံးကိုစစ်ကြည့်တာမျိုးမလုပ်တော့တဲ့အထိဖျက်ကျော်နိုင်လာပါလိမ့်မယ်သူချစ်ခဲ့တယ်ဆုံးရှုံးခဲ့တယ်ပြီးတော့သင်ခန်းစာတွေရခဲ့ပါပြီအပြစ်တင်တာတွေမရှိတော့ပဲလှပတဲ့အမှတ်တရတွေအတွက်သာကျေးဇူးတင်နေပါတော့တယ်ဒါဟာယောက်ျားတစ်ယောက်ရဲ့နှုတ်ဆက်ခြင်းပါပဲစကလုံးတွေနဲ့မဟုတ်ပဲဘသူ့ကိုမှမပြောပြတဲ့နာကျင်မှုတွေနဲ့နှုတ်ဆက်လိုက်တာပါအကယ်၍တင်ဟာအခုလိုအခြေအနေမျိုးကြုံတွေ့နေရတယ်ဆိုရင်တင်တယောက်တည်းမဟုတ်ဘူးဆိုတာသိထားပေးပါတိတ်တဆိတ်ပြူလဲခြင်းမိမတွေလိုမဟုတ်ပဲသူ့ရဲ့လက်လွတ်ရခြင်းကအောက်ဆုံးထိနှက်ဆိုင်တယ်ပြမရနိုင်မှန်တိတိကြီးနဲ့တောင်အချိန်ချင်းတောင်းပန်ရင်သူပြိုလဲခဲ့ရတယ်နေ့ဘက်မှာအလုပ်တွေနဲ့ပြုံးပြနေပေမဲ့ညဘက်မှာတော့အမတ်တရားတွေကြားသူငိုကြွေးတယ်တမာရမယ်ဆိုတဲ့စကားတစ်ခွန်းနောက်မှာနာကျင်မှုကိုတယောက်တည်းပဲမျိုးသိရင်ပေါ့စကလုံးတွေနဲ့သူနှုတ်မဆက်ပါဘူးဘယ်သူမှမမြင်နိုင်တဲ့ရင်ထဲကဒဏ်ရာတွေနဲ့မင်းမရှိတဲ့ကဘာကိုတိတ်တဆိတ်ပဲကျေးဇူးတင်စကားဆိုရင်သူထွက်ခွာသွားခဲ့ပြီ